摇，接着你，哈，来，不准再不走，拜拜，我别问了，ไปแล้วหนูวางแม่ก็อยู่ก็หมอว่าปลีนะว่าอะไรตุนอว่าปลาเลยยอไปเนาะเอามาซ้อนยาวเราข้าเขาวะผมไม่โดนที่จะขวางอะไรbalik kena kamu nada ndak wah kalau tuan ini bala ini mau yaไปสู่รู้จ้าไหมครับเนี่ยที่ว่าเจ๊จี้ပဲတောင်းမယ်เจ๊จี้ပဲတောင်းမယ်ဒီကောင်ကောက်စားလေးလုံးဝမကန်房间的飞机。我们都快点来了。出来！拿起来呀！快点！要你的车！ကြီးရကြီးပဲ
လာမလို့မင်းတို့ကောင်းတယ်မင်းတို့ ဟုတ်ပါ မင်းတို့ကောင်းရလားချက်ရှိုး ဟုတ်ပါရဟုတ်ပါရဟုတ်ပါရ တော့ချက်ရှိုးလိုက်ဟိုမှာလာပြီ 打老一把来， ဘီလိုကောင်းကြီးရဟိုကောင်လည်း AK ဆိုလည်းနာမည် 反正 ဟာ မင်းကြီးမမင်းကြီးမ ဟောတောင်းရင်နည်းနည်းတော့တောင်းရင်မဟုတ်ရဒီမှာဖွတ်ကြီးပါဗျာဖွတ်ကြီးမိုက်တယ်ဗျာဖွတ်ကြီးချစ်စတာတဲ့ကြီးပဲဘယ်လေအပရခဲဝိုင်ပရာအဲ့ဒါ ဒီအပြည့်ရပါဗျာ ဒါတကားလောစဒန်ရောက်ရတဲ့ တို့ကျွန်တော် SCDF ကထုတ်တဲ့နေဆိုင်ပေါ့6မိုင်ကောင်းတဲ့နေဆိုင်ပေါ့ဒါတော့မင်းအောင်တော့မေလိုးတွေတော့ဒီလိုမင်းအောင်တော့ဒါတော့3မိုင်4မိုင်ပေါ့3မိုင်နဲ့4မိုင်ပေါ့ဒီကောင်ဟုတ်တော့တပ်ပါတီနဲ့အမဘူးလဲလို့ဟုတ်တော့အမပုံလိုက်ရုံမလွတ်မသားလဲအေးလိုးတွေတော့ဟုတ်တော့ပွဲစားတွေတော့ပေါ့ဒါတော့ပွဲစားတွေတော့ ဖြီးလိုက်ချိုးမင်းတို့ပတ်စင်မလား 现在这边是 မင်းဆက်ကူမင်း 干嘛？ မင်း 那是这边那是 ဘယ်နှခါတိုက်ဘူးလဲတိုက်ဘူး 库马是在的， ခုမှစစ်တိုက်ဘူးအပရမအောင်ဆုံးပြောလားစစ်တိုက်ရကြောက်လား 好，交流这边我们当然有几个， ဟုတ်ဘူးမင်းကဒုက္ခပဲမင်းတို့ကမိရင်အဲ့လိုပဲရောက်တာဟိုမှာပြစ်တန်ကတော့ဖင်မီကောင်းကထောင် ဆိုတော့မှလည်းစကားမရှိဘူးဒီချက်ကစကားကုန်ပြီပေါ့ ကုန်ပြီထောက်ဖို့ပဲနေ ဒါတော့မှထောက်ဖို့ပဲရှိတယ် 这样我去， ဒါအမှားဆုံးစကားတွေပေါ့ဟုတ်လားမင်းဘာဆင့်လဲ တို့ဖို့ တူဖို့ဟာရရှိပဲမင်းပစ္စတိုလာဟိုဘက်မှာရှိတာ ဟုတ်တယ် မင်းပစ္စတိုရှိတယ်မလား ဟုတ်တယ်ဟုတ်တယ်မလားအေး အန်တန်စီမိုး M20 အေး 没几个几二也配上我， 3ရက်လောက်ရှိပြီအော်ဒါတပည့်တော့တရေ6တယ်ဒီမဲ့အောင်ပိုင်အော်ဒါဘိုင်းမလောက်ထောင်လာလဲ မင်းနေမကြဒီကမှာ နေမိုင်းတပည့်မလား အဲ့ကျောင်းပြတယ် ចောင်းဘက်မှာ ဒီရမ်း နေပါပြီနော်မင်းတက်လည်းဘာမှမလုပ်နော်ကြားလားနော်မင်းမပြောင်းကြိုးနေငါတို့တက်ရမလို့နော်ဘာမှမတက်ဘူးနော်အေးစင်းကောင်းပြီပါမင်းငါဒီငါတို့တက်ဖို့ပြဖို့ဆိုမင်းအဲ့တော့ဒီအား ဒီကစားပြီးမှပြတယ်ဒီမော်လေးကြာကောင်းတယ်ရှင်းကို50လောက်တက်တယ်ကောင်းတယ်နော်အဲ့ဒါပြောဖို့လို့ပြငါမှတမ်းရှိတယ် အေးအဲ့တက်တယ်ပဲအဲ့တက်တယ် ခန်းငယ်လိုက်ပြုံးကွယ်လုံးနဲညီတို့ view ဆိုင်ကြအောင်နော်ဒီလားနော်မရှိရွာထိပ်ရောက်နေလင်းနဲ့တန်တယ်ဗျာနော်ဟုတ်ကဲ့လားကျွန်တော်စေးချနေတင်းမာနေပါတယ်ပုံမှန်လင်းလာဝိုင်းတော့
ခွေးကညှက်ပြီးတိုးနေတာပေါ့ဟေးတတာမကောပါတတာကဲအဲ့ခါလေးဖတ်နေတယ်ဒီတတာလောဝရတဲ့တတာပါတချို့တော့ဖြစ်လာတော့နော်ဒီဝဲရတခုခီလိုမောယမပတ်ခါဝနဲ့အမေဟိတုပြလေးမောគឺမဲတော့ဟက်တဲ့တမ်းတခုအခါရတော့ငါကဒီတော့ပတ်စိတ်ခေါ်ဒီဝမောဒီမဲလောဝဲဒီပတူလပါလပွဲလာသူမှုတူးတယ်မတာဘူးဘဝပကညောဖို့ดูအဝဲအဲ့တော့မှာပါလက်ကမအဲ့တော့အဝဲဘာသာပပမှာလို့အခုပညောတော့မောမဟာဒီဟက်ဖက်တော့ကတဲ့တွေ့ကတဲ့ဒီယမပါဘူးဘာချီတော့ကောဘူးဘာအဲမှာဖေကိုပညောခုချင်းချီလို့ဝဲလာအရန်ဒီပါဝဲโอเคရလာအစင်သေးနဲ့လက်လူတာကောနဲ့ခေါ်ดูအမဝတပုဲအဘမနဲ့အချုံမဝဲလာပကညောดูပမမကြနေနေလို့ကစတန်ဝါကြနေငါအခိုင်နဲ့အပူချုပ်ကြီးထောက်တော့လူရမောခေါ်ดูပါရီချောလို့ကြောလိနော်ဘာလဲတန်းနေကင်းနေတော့လေပီကြီးဝနဲ့တရေโอกနတာကလူလောမောခေါကနတာကလူလောမောမဲအတမတခုမမလဲကြီးအကြီးလောမောအတတူလက်အဝဲအပတော်လည်းနေတယ်ဝမောမဲတူနေပမလောတာပလဲလောရယနေ့ယနေ့ချင်းနေယမဘူဒါလောနယမဘူလာပါအဝနဲ့ကမလာတဲ့သူကပူတာကညောလတာလို့လမနုမဒါယမဘူဒါလောယနေ့ချင်းနေဒါယတကရကောယမကြီးဒကလုဖိပါတာကိုဒါယပွေကြီးယမကြီးဘာမဝဲတပယောတဟိပကလောသောနခွဲဟိပကလောနေလာပစုတသေးလောမဟိဝဲကိုတန်နေလောမဲဩဘချဒနာကေတာကြီးတယ်လေတယ်လောနေတကယ်ဒုစညာပါယာကတော်တော့မစီဘတ်ကရကနလောတိုင်ကနလောစီပတာလောနေမတကတူလောတရားကြနေပမတ်ကောဒါလောတာနာနေလောတာတဘဘစညာလောတာတိုဘလောကမဝဲအတန်နေလောခါလောဘလောနမတ်ကောဒါကစတေးယာယတမဘိမေတာပါယမမနေကမလပအားကအဝနေပွင့်လင်းမြင်တာတဲ့အဝနေတသိညာလောမောပမေကွာလက်တပ်လောနေဝပပနာပါလအပွန်နာရကပါရကလူဘလောဒီတယ်လေတယ်လောဒီကဘတ်တက်ကလပါမေယာအတက်တဲဝနမင်ကနလောဂျန်ရောပေါ်ရတူလောဝါတော့ရတဲလယပန်မင်းလောခါဟောတဲ့လို့ပါနာကြီးယပန်တကလည်းလောခီမဘူးလို့ဘယ်ခွေးရမှာမော်ပြီးသွားနေဘယ်ခွေးရမှာမော်ပြီးသွားနေတာအမပြေးလိုက်လိုက်လိုက်အကောတဲ့နော်မပြေးတာဒီဒီအိမ်မနာကနနဲ့ကလာချေတယ်ရကောရကောဆက်ပါလို့ယောက်ျားပေါင်း100တဲ့တန်မာတဲ့သူမပေါ့တော့ဘာလုပ်နေဟေးမပေါင်းတော့စားတာနော်ချစ်လို့စားရနော်ကိုကြီးတို့ချစ်လို့စားရနော်ကိုကြီးတို့ဘယ်လိုကြနေဆက်လေဟိုပြောရှိမှာမမတော့ဝတ်တော့တော့ကျွေးနေရောလာပါလာလာပါမဲတဲ့ပြီတော့အဲ့လိုကြည်စားနေနော်
မဲအထဲတော့ထဲတယ်မဲကမအောင်မြင်ဘူးထင်တယ် အောင်လည်းမတက်ခင်ဗျားလုံးကချပြီးကဲတယ်မတက်လုံးက ချန်ခွေးနာကြားမှာနော် ဟမ်ကိုသားဟိုကတိနှလုံးထဲမှာမကိုယ်လေရင်သားရကောင်းပြီလေဟမ်ကိုနော် ဟောချစ်ပြီနော် ရှင်းတော့မခေါ် ငိမ့်သွားပြီငိမ့်သွားပြီဒီကောင်နေမကြောက်စူဆိုင်ကြောက်တာကောင်းလေးစူရရဲ့တိကျတင်ညာကြီး ကျွန်တော်ထပ်ချလိုက်ရင်တော့မများတော့နော် မရတော့ဘူးတော့ကိုညသိပြီလား ပြန်ပတ်တာ တော့မချအဲ့ဒီကတော့လောလောလေးလောလောလေးဒီလိုဆိုတဲ့ပေါ်ရဆက်နေနေလို့အဲ့ဒါဘာသာဆက်ပါဗျာရတဲ့ဘုန်းတော်ကဒီလိုဝတ်တယ်အဲ့ဝတ်တယ်ဒီကဆလာအဲ့ဒါဘယ်လဲအမလို့လည်းကမဆုံးနေတော့ဘာလို့တာမလို့လဲဆက်ပြီးတော့လည်းအမလို့မကြိုက်ဒီဘာလို့ကိုဘာကြည့်နေတော့လဲဒီနေ့ဒီမှာအဲ့ဒါလည်းဘာလို့လဲဒါလည်းမဘယ်လိုတာပြည့်ပြီလားဒီနေ့ပြည့်ဒီလိုကလည်းကျွန်တော်ဒီလိုလေခဏခဏကန်ရဦးလက်ချအဝဲတကလောက်ဆန်းနေဦးလက်ချ ရပြီဝါ တရောနီလာအဲ့ဒါနီလာကိုင်းတရောကပြောင်းကိုင်းတာလားနီလာသမားကိုင်းကိုဘွားနေပြောဘွားပြင်အောင်ဆိုရ နေရာချထိုင်ရမနေရာချ ဒီမှာကိုင်းနော်လားဒီကြလေးကဒီကြလေးတင်းနေ နေရာချ ပြီးရတယ်သူက ရသောပါပြီရ ကြောက်ရဆိုတဲ့တင်းဆိုတဲ့အမှ ပြောင်းကိုင်တောက်ကိုင် သမားလာပြီ ထက် တောက်သမားလာပြီထက် ပြောင်းလေးလက်ထက် တောက်ကဘုံပြစ်ချ အေးအမထက် အဲ့မှာဒီ ပြော မှာ င်းပြောင်းမလက်ပြောင်းထိုင်မလက်အေးအတောက်လက် နီလာသမားဒီမှာထက်ရလား ထိုင်ချ တကြောက်ရှိရမကွယ် ထိုင်ချ ဒီဘက်လက်ဒီဘက်လက် ဒီဘက်လေးအောင်ဒီဟိုလုံးမှာအေးဟိုမှာမြင်းနဲ့မြင်းမြန်ထားမှာမလို့ ရောင်းနေတောင်းနေမြင်းရ မြင်းခွဲဒီမြင်းလေးအေးအဲ့မှာခွဲ အမပြောဒီလာသမားလောနေမလားတရောသမားသူချိန်ဆက်တွေပါတတ်နေပြီ တရောချိန်ဆရာပေါ့ ဟမ်တရောချိန်သမား ချိန်ချက်ပြောင်း ချိန်ဆက်ဟလား ချိန်ချက်သမားချိန်ချက် ဒီလာတော့အဲ့မောင်ကနေဘုံသီးပြင်ပေးမယ်ဘုံသီးပြင်ထားမယ်ဟလားဘုံသီးပြင်ထားမှာလား မြင်းနေကောင်းမြင်းနေအေး ချွေးတော့လည်းမြည်ဘုံကပေးလိုက်တယ်ဟလားကိုမင်းဘောတော့လားအကွာဝေးဘလောက်ကွာဝေးဘလောက်ဟလားမေးအကွာဝေးဆိုတော့မေးကပါပြီးသွားပြီ ဆယ်ပြောဆိုရ ဘလောက် ဒါမေးဆိုရင်မကြည့်ပြီမကြည့်ချိန်ဆိုင်နေဒီမှာဘာညာဒီမှာတင်ရမှာရှော့ရမှာကြည့်ပြီးတော့ ကွာဝေးဆို စ တော့ ပု အော တ် က် ကို ကို ကြည့်ပြီးတော့ဒီမှာ ကွာဝေးတီးပြီးချင်းသူပြောတဲ့ ဒီမှာ 2000ဟလားချိန်ပြီးသွားတယ် ကျွန်တော်ဘယ်လို ကွာ လုပ် ဝေး လဲ တီးဘယ်ညာတီဘယ်ညာတီ ချိန်ဆိုင်ကိုကြည့်ပြီးတော့ကျွန်တော်လှည့်နေရ ဘယ်ညာတီကွက်တိကြပြီဆိုတော့ဒါတင်းအသေးဆိုတော့မှလာပြီ ဒီကံ ဘုံကပြည့်စွာနဲ့မှနောက်ကဘုံကြီးလာမယ်အဲ့မှာနီလာယူဝဲမယ်တော့ထဲမယ် တိုင်တဲ့ခါမှာအပြီးတဲ့ခါမှာဒီလက်ကတိုင်လို့ ဒီလိုပြစ်လွတ်တာ ပြစ်ပြီးတော့ဒီမှာဒီလေပြောင်းလက်ထည့်ပြီနော် လက်ချောင်းလေး လှည့်ပြီးဆိုတော့ လက်ချောင်းလေးပြစ်ချတာ လက်ကဘေးကိုကားလိုက်တာ ခါ ဒီလိုထည့်လိုက်တဲ့ဆိုရင်ကထွက်တဲ့ဒီကရိုက်တဲ့အချိန်နဲ့ထွက်တဲ့အချိန်နဲ့တလက်နဲ့လက်နဲ့ရိုက်မှာဆို ထ လို့ ည့်ပြီးတာနဲ့ခေါင်းကဒီဘက်ငိုလိုက် ဟုတ်တယ်ဒီဘက်ဒီလိုလို ဒီသူတော့မားနေတယ် ဟုတ်တယ်ဒီလိုမျိုးဟုတ်တယ် ထည့် ဒီမှာ ထည့်ပြီးတာနဲ့ဒီမှာဟိုဒီဘက်ခေါင်းလေးလွှဲလိုက်တယ် ဒီလိုမျိုးဒါတော့စကေးမှန်ပြစ်တာပေါ့ဗျာ အဲ့ဒါဒီကောင်ကတော့ဒီကောင်အရေးကြီးနေပြီနော်ဒီကောင် ခါရဲမတခါရဲဗီဒီယိုမရှင်းတာပါရင်ဗီဒီယိုထဲမှာပြန်ကြည့်လို့ရအောင်တခါရဲမေကိုဆရာကြောင့် ဒီလိုထဲမှာကိုရချလို့ရတယ်ဗျာ မရှင်းတာပါရင်ဗီဒီယိုထဲမှာပြန်ကြည့်လို့ရအောင်တခါရဲမေလို့ ကိုတက်မေးမှာကိုတက်ပေးမှာဆိုတော့အချိန်ဒီက မရဘူးပေါ့ ချိန် ရှိ ချက် သုံး ချိန်ချက် လို့ရတယ်ရှိသုံးလို့ရတယ်ဒါပေမဲ့ဒါကြောင်းချေဖြစ်တဲ့အတွက်သူကသူ့ပစ္စည်းနဲ့သူပဲကောင်းတယ် ဘယ်အဖက်တစ်ဖြစ်တော့မှာတော့ဟိုကောင်ကဒီလိုထောင်ပြစ်တာလေဒီလိုကင်ပြစ်တာဟိုဒီမှာရေချိန်နဲ့ဟိုဒါထိုင်ပေါက်နဲ့ပြစ်တဲ့ဥစ္စာ ရတယ်လေအဲ့ဒါဟိုတက်ပြီးပြစ်လိုက်ရတယ်ဥမာဟုတ်လားရေချိန်မတက်ရင်ဒီမှာကိုချေုံမဲ့လေဒီမှာဟုတ်လားဒီမှာလေဒီမှာရေချိန်ကြည့်မယ်မရှိသုံးလို့ရတယ်အဲ့ချိန်စက်ကလည်း
ဟုတ်လားဟုတ်ပါလားဒီမှာတိုက်ဆိုင်ပေးတဲ့ဟာလေလေဒီမှာဟုတ်ပါဘောတက်ကြည့်လိုက်အရှင်တက်ကြည့်လိုက်ဒီမှာဒီတိုင်းလက်တက်ပြစ်တာတဲ့သာတော့ဗျ ဟုတ်လားဒီတိုင်းပြစ်တဲ့စာရေးကိုကဘာလို့ အခုလာဟိုကောင်တွေကလက်တန်းပြည့်နေရလေ လက်တန်းတော့အဲ့လောက်ရနေဒါနဲ့သူပြီးပေါ့ လက်တန်းကြော်နေလို့ပေါ့ ဒါနဲ့ဆိုမကြော်တော့ဘူး ဟုတ်လေကျွန်တော်ပြောတာခုနကျွန်တော် line မော်တင်တာလိုတိုးပေါ်ချော့ဆိုတာလကားမဟုတ်လေဝေးပေးတော့လိုတိုးပေါ်ချော့ဆိုတာကိုတလုံးပြစ်ကြည့်လိုက်တယ်ဝေးသွားလားဘယ်လောက်ဝေးသွားလဲဘယ်လောက်ဝေးသွားလဲဒီက100ဝေးသွားလား200ဝေးသွားလား100ပြာလျှော့မယ်ပြန်ထိုးစီမယ်ခွက်တိကြလား ဘယ်900ကျွန်တော်ဒီကနေပြစ်လိုက်တယ် ဒီကောင်ဆိုတေပေါ့နော် အာ ပြစ်တဲ့ကောင်တော်လေးတက်ပွဲတွင်းမှာနော် ဟာဒီကောင်တော်လီအများလုံးမြေပြန့်နေရပြီမှဆို share ပဲတုံးနော် ဒီကောင်ကျတော့အနေရကင်းတယ်လေဒီကောင်ပြစ်တဲ့ကောင်ကျတော့တော်တန်ကို ဘယ်မှုရောက်နေလားမသိဘူး အဲဒိုင်းမီရောက်တော့ဒိုင်းမီလား ဘယ်မှုလဲအဖူးပြိုင် အခုကြားလိုက်လားဆို တော်မနဲ့ ဒါနွားထိုးနွားလဲစကြောင်းပေါ့နော်လုံးဝကမဒါတကြီးတာကဲပြီးပါပြီ လို့ပါသွားတယ် ရွာဥက္ကရာထည့်လိုက်တာပါခင်ဗျ ဘယ်ရွာလဲ ကြောက်စဲမျိုးနဲ့ဘုံဝင်းကြီးရွာပါခင်ဗျ အော်အေးဥက္ကရာထဲလိုက်တယ်ဗော ဟုတ်ကဲ့ပါခင်ဗျ ဥက္ကရာထဲလိုက်တော့မင်းဘယ်ရောက်သွားတယ်တင်းတန်းကျောင်းဘယ်မှာလဲ ကျွန်တော်မိုးမှန်ပါပါမိုးမှန်ပါကျွန်တော်တင်းတန်းကျောင်းမိုးမှန်ပါကျွန်တော်စေဘက်တက်လက်ခဲလိုက်ရပါ နည်းနည်းပဲတင်ညာ ဘယ်တီမှာတော့ဘယ်တက်မှာတက်ရတာလဲ ဘဒူးမှာပါခင်ဗျ ကိုပိုင်နံပါတ်ပြော ကိုပိုင်နံပါတ်214 366ပါခင်ဗျ ပါစာပါသေးလား ပါစပါခင်ဗျ အဲ့ဆိုရင်မင်းကတနက်ကန်ရပြီလား အဲ့လိုမျိုးကျွန်တော်တို့လေးကြီးနေမှာတော့ကျွန်တော်တို့ဖြုတ်တက်တွေပါညာနဲ့ကျွန်တော်တို့လူပြကွင်းတွေပါညာပဲလေးပြကြည့်ရင်လည်းမှာတင်ပြရပြီရှိအောင်ကန်ရသေးပါဘူးကိုပိုင်မကြသေးပါဘူးဘေးလို့အောင် ဘလို့လုပ်ပြီးတော့ထွက်ပြေးဖို့ရည်ရွယ်ချက်ဘလို့ရတာ ကျွန်တော်တို့အဲ့ဒီမှာတင်တဲ့7လက်တက်ပြီးတော့ကျွန်တော်တို့အဲ့ဒီမှာမိုးမှန်မှာထတ်တာမယ်ကိုဟိမှာထတ်တာမယ်ဆိုလို့ တက်ရင်ကတော့ရိတ်ခါကမ်ပိန်းဆိုလဲကြည်ဝဲကြည်ကမ်ပိန်းဆိုလဲကြည်ဝဲတနက်တွေလည်းဖြည့်ပြီးတာနဲ့ဘောက်တွေလည်းဖြည့်ပြီးတာနဲ့ဒါနဲ့ဒီခေတ်တပူကောင်းပါဘာပဲဖြစ်ဖြစ်ကမ်ပိန်းလာပူကြပါအောင်ရှင်အားရဒီနေ့ကဘူးမဲလာပြီလို့ပြန်ရတာတော့နေဦးပဲလေ မဟုတ်တော့ဆိုတော့ကမနေဘူးခင်ဗျာကလည်းမေးသွားနေတော့လေဒါလည်းဆော်ရဲဟဲ့ ညမပြောလည်းမသိဘူးအဲ့သူညာဘူး ညတော့လည်းဟိုးပဲဘူးမပွင့်မျိုးပွင့်နေတာကြားပြီပြောနေတော့အောင်ရဟုတ်တော့ဆိုတော့ကမနေဘူးခင်ဗျာကလည်းမေးသွားနေတော့လေဒါလည်းဆော်ရဲဟဲ့ ညမပြောလည်းမသိဘူးအဲ့သူညာဘူး ညတော့လည်းဟိုးပဲဘူးမပွင့်မျိုးပွင့်နေတာကြားပြီပြောနေတော့အောင်ရစစ်ခွေးတွေကြီးတယ်စစ်ခွေးတွေကြီးတယ်မင်းတို့လိုဂျိုဂျိုနှစ်ရွက်ပဲတရားမှမပါဘူးနော်နားဟောကြည့်တာအသာလည်းမာတနေတယ်ကြည့်တော့ပေလောက်တယ်နော်မင်းတို့စစ်ခွေးတွေဂျိုဂျိုနှစ်ရွက်ပဲဘာမှမပါဘူးဟုတ်လားကြည့်လိုက်မင်းတို့စစ်သက်ဒီ ကဲတော်လန်မိဘပြည်တို့ရေမမိုးတည်င်းကောင်းတွေအများကြီးလာပြီးတော့ပြောပြမယ်ဒီတရက်နေ့ရဲ့အတွင်းကမ်ပိန်းတွေစီးတဲ့အတွက်ကြောင့်မိုးတည်င်းကောင်းလာပြီးတော့ပြောလို့မအားဘူးမမိုးပြောချင်တာတော့ဒီမအေလို့မင်းအောင်လိုင်ရဲ့ခေတ်မှလေပြီးတော့အာနာစင်အားလုံးပန်းရန်ကနုံကြဆုံးမယ်အမြင့်ပြမယ်ကြဆုံးမယ်
ပျောက်ဆုံးကုန်မှာဘာကြောင့်လဲဆိုတော့ဒီຫນွေဥတော်လိုင်းမှာရန်သူဘက်ကမအားလာဘက်ကအာနာစင်ဘက်ကလူတွေကနီလန်ပေါင်းများစွာနဲ့ဒီတော်လိုင်းကိုစ조사ပြီးတော့ဖျက်ဆီးတယ်နော်သူတို့အာနာမကြဆုံးဖို့သူတို့ဒီမြန်မာပြည်ကြီးကိုခေဆက်ပြီးတော့အောက်ချောက်လို့ရဖို့သူတို့နီလန်ပေါင်းများစွာနဲ့သူတို့စ조사တယ်ဒါပေမဲ့မမိုးပြောပြချင်တာတော့ဒီဇူလိုင်1ရက်နေ့ကနေ15ရက်နေ့ထိမမိုးသတ်မှတ်ထားတဲ့ကမ်ပိန်း3ခုပေါ့နော်မလို့ပထမငရုတ်ဒီအလုံး1000ကမ်ပိန်းရဲ့ဒုတိယကမ်ပိန်းကြတော့ရခိုင်ကမ်ပိန်းစာရေးတရားရဲ့ပြီးတော့အညာကမ်ပိန်းစာရေးတရားရဲ့ဒါတော့ကမ်ပိန်းသေးသေးလေးတစ်ခုပေါ့အကြီးတစ်ခုမမိုးသတ်မှတ်ထားတဲ့15ရက်အတွင်းဘန့်ငွေ9သိန်းနဲ့ဘန့်ငွေ9သိန်းနဲ့9000ပါပေါ့နော်ငရုတ်ဒီအလုံး1000ဆိုရင်9သိန်းနဲ့9000စစ်ပေးဆောင်ဆန်8နေရဆိုရင်2သိန်း9သိန်းနဲ့9000ဒါမဲ့စစ်ပေးဆောင်ဆန်8နေရအချိန်တွေရက်ပေးတာအပိုပါရတယ်နော်အပို9အိတ်ပါရတယ်ကိုမတို့ရေအပို9အိတ်ပါရတယ်နော်ပြည်သူတွေကဘလောက်ညီလဲဆိုတာထောက်ဖို့အကောက်တွေဘလောက်ပဲပြက် view မတက်ပါစေဒါမဲ့ပြည်သူလူထုတွေကသွေးမအေးဘူးဆိုတာမမိုးထောက်ဖို့တရားနေနဲ့အာမခံပြီးတော့ပြောလို့ရတယ်နော်မမိုးမျက်မြစ်ကိုတွင်းနဲ့တွေ့ရတယ်မမိုးလွှင့်တဲ့အချိန်မှာလူ10ယောက်9ယောက်6ယောက်5ယောက်နဲ့အများဆုံး10ယောက်ကျော်နေရောညရောနော်ဥမာအများဆုံးဆဆချင်းမမိုးတို့တည်င်းပြောနေတဲ့အချိန်မှာတည်င်းကောင်းနေပြောနေတဲ့အချိန်မှာဆိုရင်လူအယောက်50 60ပြီးလို့ရှိရင်လူ30ကျော်20အဲ့လောက်ပဲရှိတယ်ပြီးတော့ညမနဲ့မိုးလင်းလာလို့ရှိရင်မမိုးကလွှင့်တာအကြာကြီးပဲဆိုတော့လေလူ10ယောက်15ယောက်ပြီးတော့9ယောက်ဒါပေမဲ့ဘာဖြစ်လို့မိုးရကမ်ပိန်းတွေကပြစ်သွားတာလဲဆိုတော့တီတူတွေကမမိုးရအကောက်သူတို့မမြင်ရပဲဒါပေမဲ့သူတို့ရဲ့ messenger မှာမိုးတော်ဆက်သွယ်လိုက်လို့ရှိရင်အယောက်100ဆိုရင်ပေါ့နော်ပြီးတော့အယောက်80ပြန်လာပြီးတော့လူပေးတယ်ဒါမှမဟုတ်နမူနာပြောတာပေါ့နော်ကြံတဲ့အယောက်30ကျတော့သူတို့တွေကအကောက်ပြက်သွားတာလားသူတို့တွေမကြည့်တော့ပေါ့နော်သူတို့အကောက်ပြက်သွားတာပဲထားလိုက်တော့ကြံတဲ့မီစိန်တဲ့သူတွေကြတော့အယောက်80တဲမှာဆိုရင်အစင်ပြေလို့ရှိရင်အစင်ပြေတယ်သူတို့ပြန်တော့လူပေးတယ်အစင်မပြေတဲ့လူတွေကြတော့သူတို့ခဏညိမ့်မယ်နော်တလအတွင်း2လအတွင်းမမိုးအတန်တော့ပို့တယ်သူတို့ညိမ့်မယ်သူတို့နားထောင်မယ်သူတို့ဘာမှပြန်မဖြေဘူးနောက်3လ4လသူတို့ပြန်လာတဲ့အချိန်မှာ2ဆ3ဆသူပြန်တော့လူပေးတယ်ဒီလတိုင်းအမြဲတမ်းမမိုးတောင်းတိုင်းပေးတဲ့အလူစင်တွေအယောက်တိုင်းမှာအစင်ပြေလို့နော်အစင်ပြေလို့ပတ်စံနေအများကြီးစီးလို့လာပြီးတော့လူပေးတာမဟုတ်ဘူးသူတို့အစင်မပြေတဲ့ကြားထဲမှာသူတို့အလောက်ကံမရှိတဲ့ကြားထဲမှာသူတို့အလင်ခံတဲ့ကြားထဲမှာသူတို့ယောဂတွေကျမ်းမာရေးတွေမကောင်းတဲ့ကြားထဲမှာမမိုးတိုင်းပြည်အတွက်အကူအညီတောင်းလိုက်လို့ရှိရင်PDF တွေငုတ်တီဖို့အတွက်စစ်ပေးဆောင်ဆိုင်အတွက်နိုင်တလောက်နဲ့ပြန်လာပြီးတော့ထောက်ပံ့ပေးတယ်ပြီးတော့ပြောရင်းနဲ့စက်တင်ထားတယ်ဘငွေ300ပါဘငွေ400ပါဘငွေ900ပါအဲ့ဒါဘာတွေလဲဆိုတော့ပြည်သူလူထုကဘဲအခြေအနေမဲ့ပဲရောက်သူတို့ရဲ့အခြေအနေမကောင်းပါစေအာနာစင်အာနာယူစစ်တမိတ်စာကောင်ဒီမအေလို့တပုတ်ကိုလောင်းလက်မခံဘူးဆိုတာအဖြေကတော့ပေါ်သွားပြီနော်စဉ်းစားကြည့်ပြီးတော့ထောက်ဖို့အကောင်မထောက်ဖို့ကြီးနော် follow 2သိန်း3သိန်းရှိတယ်လိုက်လွှင့်တဲ့အချိန်မှာလူ100မမြင်ဘူးကွာအနည်းဆုံးလူ400 500အများဆုံးလူ60 80အဲ့လောက်ပဲရှိတယ်ဒါမဲ့တလနော်ကမ်ပိန်းမြန်မာငွေ1000ကျော်ပြစ်သွားတာအဲ့ဒါမှမ messenger မှာသွားပြီးတော့ဆက်သွယ်တဲ့အလူစင်တွေအားလုံးကပြည်သူတွေကသွေးမအေးဘူးဆိုတာမိုးကသိလိုက်ရတယ်တို့ပြည်သူတွေဒီလိုမျိုးစိတ်ဓာတ်စီလို့စင်မအေးလို့ကြဆုံးကိုကြဆုံးမှာအာနာစင်အာနာယူဒီတခါကြဆုံးကိုကြဆုံးမှာတန်ပစင်ကြဆုံးမှာပြီတို့နော်ဒါတော့ပြည်သူလူတွေရဲ့စိတ်ဓာတ်ကမှမပြောပြတာပါနော်15ရက်အတွင်းကမ်ပိန်း3ခုပြစ်သွားတယ်ပြီတို့နဲ့စံအိတ်200နော်အညာစံအိတ်ရဲ့ရခိုင်စံအိတ်ရဲ့ပြီးတော့PDF 69ဖွဲ့ရုပ်ဒီအလုံး1000ကမ်ပိန်းရဲ့စုစုပေါင်းဘတ်ငွေ9သိန်းနဲ့9000ပါရတယ်စဉ်းစားကြည့်နော်အဲ့ဒါ15ရက်အတွင်းပဲအဲ့ဒါကမ်ပိန်းကမကုန်သေးဘူးနော်နောက်ဆုံးကမ်ပိန်းတစ်ခုကျန်သေးတယ်ဒီနေ့ကစပြီးတော့24ရက်နေ့အထိဒါတော့ဒုတိယငရုတ်ဒီအလုံး1000ကမ်ပိန်းပေါ့နော်အဲ့ဒါတော့နောက်ဆုံးကမ်ပိန်းပဲကျန်တဲ့ပထမကမ်ပိန်းဒုတိယတတိယဒီဆန်8ကမ်ပိန်းနဲ့ဒီငရုတ်ဒီအလုံး1000ကမ်ပိန်းတော့ပြည့်သွားပြီအဲ့တော့ပြည်သူတွေအရန်တော်တယ်နော်အရန်တော်တယ်အရန်လည်းညီတယ်နော်ပြည်သူညီလို့စရင်ထောက်ဖို့ကောက်တွေဘယ်တော့ပဲအချက်စီခံပါစေလူတွေမမြင်ပါစေပြည်သူညီလို့စရင်မအေးလို့ဘာမှလုပ်လို့မရဘူးနော်အာနာစင်အာနာယူတယ်မလို့တော်လာရေးကိုဘာမှချက်စီလို့မရဘူးအဲ့ဒါပဲပြောချင်ပါတယ်နော်ပြည်သူတွေဒီလိုမျိုးပဲဆက်ပြီးတော့ပါဝင်ပြီးတော့ဒီဇိုင်မှာထောက်ပံ့ပေးကြပါလို့ကူညီပေးကြပါလို့ပြောချင်ပါတယ်နော်ပြောချင်တာတော့ပြီးတော့မြေပြင်မှာအလက်လောက်တဲ့ PDF တွေလည်းအဆက်မပြတ်လုပ်နေတယ်နော်ထဲနေတဲ့ပြည်သူတွေလည်းအဆက်မပြတ်ထဲတယ်ထောက်ဖို့အကောက်ကိုတွတ်မတွတ်ဒါပေမဲ့ထောက်ဖို့နဲ့စကားပြောလိုက်ပြီးဆိုရင်နော်တောင်ကိုစစ်သူနဲ့တို့စကားပြောလိုက်ပြီးဆိုရင်တို့စိတ်ဓာတ်အမြဲတမ်းပဲစိတ်အားထက်တိုင်ပြီးတော့ဒီတုံလိုက်ကိုစိတ်ပြီးတော့ပါဝင်တယ်နော်မပါဝင်တဲ့သူကျတော့ဟိုအစတော့မပါဝင်တဲ့ဘောမတွေပေါ့နော်တချို့စိတ်ပြီးတော့မပါဝင်တဲ့သူကတို့ရဲ့အခြေအနေကြောင့်တို့ရဲ့ကျမ်းမာရေးကြောင့်တို့စီးပွားရေးကြောင့်တို့ရဲ့အလောက်ကောင်ကြောင့်ဒါတို့လည်းနားလိုက်တာဒါပေမဲ့တို့ပြန်လာပြီးတော့အဆင်ပြေတဲ့အချိန်မှာတို့ပြန်လာပြီးတော့ထည့်တယ်နော်ဒါအများအပြားမှမတွေ့တယ်နော်โอเคတည်င်းကောင်းနော်ဦးကျော်သူတင်တဲ့တည်င်းကောင်းနဲ့တချို့မမိုးစာထားတဲ့မင်္ဂလာတည်င်းကောင်းဒီ3-4ရက်အတွင်းဦးကျော်သူတင်ထားတဲ့တည်င်းကောင်းတော့အားရစရာကြီးပါနော်မအားလာသားတွေအတွက်မသေးခင်ကြိုးတင်စီစဉ်ထားလိုက်ပါတော်လန်ရေးစစ်တဲ့ PDF 20ကိုအစင်ဖမ်းမိပါလေထောင်ချခြင်းမပြုတ်ပဲရက်ဆက်အစင်လက်တပ်ဖြတ်ခဲ့တဲ့ရဲကွန်မီတိုစစ်ကြောင်းကိုမကွေးစိတ်ဖြူနေမှတော်လန်ရေးတပ်တွေတိုက်ခိုက်နေပြီတဲ့ဒီတည်င်းကိုသူများတော့မပြောတတ်ဘူးကျွန်တော်ကတော့တိတ်ကိုကြိုက်တယ်
ဒီလိုကောင်မျိုးတွေရဲ့လမ်းကတန်တရားခီးလမ်းပဲဖြစ်စေရမယ်ဘယ်တော့မှအိမ်အပြန်လန်းမဖြစ်စေရဘူးပြောလိုတာကကြိုက်တဲ့အကျွေးတွေတင်ချင်တဲ့လောက်တင်ပါစေသွေးအကျွေးတော့မတင်မိပါစေနဲ့လို့စေတနာနဲ့ပြောတာပါသွေးအကျွေးတင်လို့ပြန်စားရရင်အသက်နဲ့ပြန်စားရမှာပါနမူနာအနေနဲ့တနေ့ကမကွေးမှာတင်သွားတဲ့အကျွေးအခုမအလားသားတွေပြန်စားနေရပြီတခြားနေရာတချို့မှာဒီလိုအကျွေးမျိုးတင်ရင်တက်တာကောင်းတက်တာနိုင်ပေမဲ့ဒီအကျွေးကိုမကွေးမှာမှသွားတင်တယ်ဆိုရင်တော့တမိုင်းအဆက်ဆက်အကျွေးပေါင်းစုံကိုပါပေါင်းပြီးယူတာခံရပါလိမ့်မယ်လက်စီစစ်ရေးစွမ်းရင်ကိုလည်းကြည့်လိုက်အောင်နော် MI ဆက်ခွန်ကိုတောင်လောလောလတ်လတ်လေးတတ်မှတ်ထားတာမကွေးကိုမှသွားစားခဲ့တဲ့စစ်တုပ်ပန်းမထားတဲ့တောင်းလိုင်သားတပြည့်များဒီတခါတော့မင်းတို့အလက်ရောက်ပြီနော်အဲ့တော့တခါတည်းပြောထားလိုက်ပါမယ်မအလားတပြည့်များဖြစ်ကြတဲ့ရဲကွန်မီတိုစစ်ကြောင်ကကြံစီမိသားစုများအခုကတည်းကကြိုပြီးတပိတ်သူ့ဖို့လှုပ်ထားကြပါတော့လို့ဒါတော့ဥကြော်သူတင်ထားတဲ့တည်င်းကောင်းအမှန်တရားတည်င်းကောင်းတော့ပောက်ကရရေးတာမဟုတ်ဘူးโอเคပြီးတော့မမိုးစာထားတဲ့ဒီတရက်2ရက်3ရက်အတွင်းတည်င်းကောင်းများစုပြီးတော့ပြန်တော့ဖတ်ပြပေးမယ်စာဖတ်မအားတဲ့တီသူတွေနော်တည်င်းကောင်းလည်းဘယ်တော့နားထောင်နော်တော်လန်ရဲ့အခြေအနေကဘလောက်အောင်မြင်လဲဘလောက်ကောင်းလဲဘလောက်အားစီးဖို့ကောင်းလဲဆိုတာဘလောက်အားရလဲဆိုတာနော်ဒါတော့နောက်ထပ်တည်င်းကောင်းစွန်လာအတွင်းစစ်တပ်၏ရဟန်းရင်တစည်းကိုဖျက်ဆီးနိုင်ခဲ့ပြီးစစ်စခန်း6ခုသိမ်းပိုက်ရစစ်ကစစ်သား600ကျော်တေဆုံးဟု NUG ထောက်ပြန်တန်မဏိလိုက်ပြတပ်ဖွဲ့က MOD ၏ကုတ်ကဲမှုကိုခံယူရန်ကုန်စူလိုင်15အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန MOD လက်အောက်ရှိတပ်ရင်တပ်ဖွဲ့များအနေဖြင့်ပြီးခဲ့သည့်စွန်လာအတွင်းစစ်ကောင်စီ၏ရဟန်းရင်တစည်းဖျက်ဆီးသွားသည့်အထိတိုက်ခိုက်နိုင်ခဲ့သည့်ဖြစ်စဉ်အပါအဝင်စစ်ကောင်စီတပ်စခန်း16ခုကိုတိုက်ခိုက်ခဲ့ရာစခန်း6ခုကိုတင်ပရစီခဲ့ပြီးစစ်သား600ကျော်တေဆုံးခဲ့ကြောင်းကာကွယ်ရေးဝန်ကြီးဌာနကထောက်ပြန်လိုက်သည်စွန်လ1ရက်နေ့မှ30ရက်နေ့အထိကာလအတွင်းမကွေးတိုင်းမြိုင်မြို့နယ်တွင်းမပြူရွာ၌စစ်ကောင်စီ၏ရဟန်းရင်တစည်းကိုဖျက်ဆီးသည့်အထိတိုက်ခိုက်ခဲ့မှုတစ်ကြိမ်နှင့်စစ်ကောင်စီတပ်စခန်းများကိုထိုးစစ်ဆင်တိုက်ခိုက်မှု15ကြိမ်စုစုပေါင်းစစ်ဆင်ရေး16ကြိမ်ဆင်နွှဲခဲ့ရာစစ်ကောင်စီတပ်စခန်း6ခုကိုအတီးသိမ်းပိုက်နိုင်ခဲ့ကြောင်းသိရသည်အဆိုပါတိုက်ခိုက်မှုအများအတွင်းစစ်ကောင်စီတပ်သား644ဦးတေဆုံးပြီး109ဦးဒဏ်ရာရရှိခဲ့ကတေဆုံးဒဏ်ရာရရှိသူများနှင့်ဖမ်းဆီးရမိသူများထဲတွင်စစ်ကောင်စီဘက်မှအရာရှိ20ဦးအရာရှိ20ဦးဒါမှပါဝင်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည်အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနသည်လက်နက်ကင်တော်လှန်ရေးကိုဆင်နွှဲရာတွင်နိုင်ငံတော်ဝန်စီတော်လှန်ရေးပြည်သူများနှင့်ကာကွယ်ရေးအဖွဲ့မျိုးစုံကိုစုစည်းပြီးပြည်သူကာကွယ်ရေးတပ်မတော် PDF တပ်ရင်တပ်ဖွဲ့များနှင့်ပြည်သူကာကွယ်ရေးအဖွဲ့ပကဖများကိုစနစ်တကျစုဖွဲ့လျက်တခုတည်သောကိုကဲမှုရန်တရားနော် COC ကိုတဲ့ဖော်ဆောင်လျက်ရှိသည်ထို့သို့ဖော်ဆောင်ရာတွင်တနင်္သာရီတိုင်းထဝယ်ခရိုင်အခြေစိုက်ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့်တမဏိလိပ်ပြတပ်ဖွဲ့သည်ပြည်သူတော်လှန်ရေးအောင်မြင်ရေးကိုစစ်စုလက်ပြည်သူကာကွယ်ရေးတပ်မတော်၏စင်ကဲကိုကဲရန်တရားတို့ယုံကြည်စွာဝင်ရောက်လာခဲ့ကြောင်းသိရသည်ထို့ကြောင့်အဆိုပါအဖွဲ့သည်ပြည်သူကာကွယ်ရေးတပ်မတော်ထဝယ်ခရိုင်အမှတ်1တပ်ရင်၏တပ်ခွဲတစ်ခုအဖြစ်တော်လှန်ရေးတာဝန်များကိုဆက်လက်ထမ်းဆောင်သွားမည်ဖြစ်ကြောင်းကာကွယ်ရေးဝန်ကြီးဌာနစစ်ရုံးချုပ်ကတတိပေးထားသည်အဆိုပါတမဏိလိပ်ပြတပ်ဖွဲ့သည်ရခိုင်ကလည်းမောက်မကန်ရဲစခန်းတိုက်ပွဲရန်ကင်းတရားတိုက်ပွဲညင်းမော်ကျေးရွာတိုက်ပွဲနှင့်စစ်ပြဲစစ်စင်ရေးများတွင်ပြည်သူကာကွယ်ရေးတပ်မတော်တပ်ရင်တပ်ဖွဲ့များပကဖများနှင့်အတူလက်တွဲတိုက်ပွဲဝင်ခဲ့သည့်တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်ကြောင်းသိရှိရသည်ဒါနော်တည်င်းကောင်းဒီတရက်နေ့အတွင်းပေါ့ကိုတို့မတို့ရေးဒါပဲကြည့်လိုက်တော့နော် PDF တွေကဘလောက်တော်လဲဆိုတာဒါနှစ်80ကျော်တော့လက်နဲ့ကန်လာတဲ့ကလေးတွေမဟုတ်ဘူးနော်ဒီ9နှစ်ကျော်အတွင်းပဲလက်နဲ့ကန်လာတဲ့ကလေးတွေကဒီအာနာစင်ကိုအဲ့လောက်တော့အမြင့်ဖြတ်တာအဲ့လောက်တော့ဖြိုနေတာအာနာစင်တွေစကန်တွေအဲ့လောက်တော့ပါသွားတာမြို့တွေအဲ့လောက်တော့ပါသွားတာမကြခင်ငါတို့ပြည်သူလူထုတွေလိုချင်တဲ့စံတာကတော့ပြည့်တော့မှာပါเนาะအဲ့ကြောင့်ပဲအဲ့ဒါပဲပြီလို့เนาะမြေပြင်ကလည်းတိုက်တဲ့သူကလည်းအစိမပြတ်တိုက်တယ်နိုင်ငံသားမှာထက်တဲ့သူကလည်းအစိမပြတ်ထက်တဲ့အတွက်ကြောင့်เนาะအရန်လေးစားပါတယ်အရန်ကောင်းယူပါတယ်မမိုးလည်းထောက်ဖို့တရားနေနဲ့เนาะဘယ်နေ့ဘယ်ရက်မှမနာပဲနဲ့ဒီတော်လိုင်းနိုင်တဲ့အထိစိတ်တော့တော်လန်သွားမယ်เนาะတော်လန်သွားတဲ့အချိန်မှာဘယ်လိုမျိုးအားစီလဲဆိုတော့ငါတို့နိုင်ငံသားလူတွေကဘာဖြစ်လို့အားစောရမယ်ပြီးတော့လဲတော်လန်ရဲ့အခြေအနေကိုကြည့်လိုက်လို့စင်မင်းအောင်လိုင်းအထိနာတာတခုပဲရှိတယ်ငါတို့ဘက်ကတော်လန်တွေကတိုးတက်လာတဲ့အောင်မြင်လာတဲ့တိုးတက်လာတဲ့အောင်မြင်လာတဲ့ဘယ်ပွဲမဆိုအမြဲတမ်းပဲနိုင်တာကွာကြည့်လိုက်လေကြီးလေရေတင်ဘောလင်းပြန်ရဟရင်ဟယ်လီကော်ပတာအကောင်လုံးစီးတဲ့မေလို့မရအောင်လိုက်တော့မှငါတို့ရဲ့ PDF တွေကိုဘာမှလုပ်လို့မရဘူးငါတို့ရဲ့တော်လိုင်းကလည်းဘာမှလုပ်လို့မရဘူး
ထောက်ဖို့အကောင့်တွေဆိုရင်တချို့အကောင့်တွေဆိုရင်လုံးဝကိုသုံးလို့မရတော့တာမမိုးဆိုရင်လွှင့်လို့ရသေးတယ်ဒါပေမဲ့လူကတော့မတွေ့ပေမဲ့လေတီသူကတော့မပြဘူးကွာနော်โอเคဒါဒီနေ့အားရဝမ်းသာမင်္ဂလာတည်င်းကောင်းနေပါပြီတို့ရေနော် PDF ရောက်20ကိုတပ်ဖြတ်လိုက်တဲ့ရဲကွန်မတီအဖွဲ့တွေလည်းအခုငါတို့ရဲ့ PDF တွေကလိုက်လန်စင်းလင်းနေပါပြီစင်โอเคနော်ပြီးတော့ဒီရက်ပိုင်းမှာလည်းရဟန်းရင်လည်း PDF တွေကဖြက်စီလို့အောင်မြင်သွားတယ်ဆိုတော့ဒါမင်္ဂလာတည်င်းကောင်းပဲပြီးတော့သူ့ရဲ့ရေရင်စီပေါင်းများဆိုလည်းဖြက်စီခံရတယ်ဘိုလ်မှုအပါဝင်အကောင့်20ကျော်ခွေးသေးသေးလို့ဆိုရင်အကောင့်600ကျော်စခန်းအလုံးပေါင်းများဆိုတင်လို့ရတယ်အဲ့ဒါမင်္ဂလာတည်င်းကောင်းပဲပြီတို့